နာဇီတို့ရဲ့အေယာမကျွမ်းမိတ်စာကြီးပြီးတောင်းစင်စာတကယ်ရှိခဲ့ရင်သူ့ကိုရှင်းပြနိုင်မယ့်ပြန်ဘက်ကောင်းဆိုတာရှိပါမလားရှိခဲ့ရင်ဘယ်လိုပုံစံရှိမလဲဘယ်လောက်ထိရောအရွယ်စားကြီးနိုင်မလဲဆိုတာစိတ်ဝင်စားကြပါโอเคအားလုံးပဲမင်္ဂလာပါခင်ဗျာ Infonet ရဲ့အစီအစဉ်တင်ဆက်မှုလေးကနေတဖန်ပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းဖန်စားပေးအနေနဲ့ပရိသတ်တို့တောင်းဆိုထားတဲ့ထဲကမဲနဲ့ရွေးချယ်ပေးလိုက်တာဆိုဗီယက်တို့ရဲ့ KVC ကြီးကြောင့်တင်ဆက်ပေးဖို့ဖြစ်လာခဲ့ပြီဗျစတာလင်ရဲ့တန်ဆုံတီးဝိုင်းလို့လူသိများကြတဲ့အေယာမဆိုဗီယက်မိတ်စာကြီးတစ်ကောင်အကြောင်းပေါ့ဗျာခေဒီတော့ထုံးစံတိုင်းပဲအင်ထိုလေးမစခင် channel လေးကို subscribe လေးလုပ် VPN လေးခံပြီးတော့ဘေးနားခေါင်းလောင်းလေးကိုပါနှိပ်ပြီးတဲ့ပြင်လက်မလေးပါထောင်ခဲ့ကြပါအောင်လို့မြစ်တာရက်ခံလိုက်ပါတယ်ဗျာchannel လေးက viewer လေးတွေကြာနေရဆိုတော့ပရိသတ်တွေအားပေးမှုကအများကြီးကိုလိုအပ်နေတာပါဒါကြောင့်ပဲ Voda တို့ရဲ့အသိမိတ်ဆွေတွေဒီဗီဒီယိုလေးကိုမြင်တွေ့နိုင်အောင်လို့ sharing လေးပါနှိပ်ပြီးတော့ support ပေးလိုက်ကြပါအောင်ဗျာတပါးလေးသိချင်တဲ့အကြောင်းအရာလေးရှိရင်ခုမှရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်တို့တင်ရနေခုမှနေကိုတေချာဖတ်ပြီးတော့မေးမြန်းလာတဲ့အကြောင်းအရာတွေကိုတစ်ခုချင်းဗီဒီယိုအသစ်လေးတွေလုပ်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်ကြည့်ဒါဖြင့် intro လေးပြီးရနေဗီဒီယိုလေးကိုစလိုက်ကြအောင်ပါဗျာဒုတိယကမ္ဘာစစ်ကာလမှာဂျာမနီဆိုတာ10နိုင်ငံတနိုင်ငံရှင်ဖိုက်နိုင်တဲ့အထိအင်အားကြီးမားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ခင်မီလက်နက်စမ်းတွေယူနန်နဲ့အတွေးခေါ်အကြံစီနဲ့ကြောက်စရာစီရနေရလက်နက်တွေကိုပါပိုင်ဆိုင်ထားတယ်လျောက်အကြောခက်တင်းနဲ့ဖိုက်တာလိုလုပ်နေတာပါ။အဲ့ဒီချိန်အဲ့လိုဖိုက်တာနဲ့သူတစ်ချက်ကိုတစ်ချက်ရှင်ထိုးနိုင်လောက်တဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံရှိပါသေးတယ်။ဒါတော့ဆိုဗီယက်ပြည်အောင်စုပါပဲ။ခေါင်းဆောင်စတာလင်ဦးဆောင်တဲ့ဆိုဗီယက်ပြည်အောင်စုကဆိုရင်ကွန်မြူနစ်တစ်ကိုကျင့်သုံးတာပါ။နိုင်ငံရဲ့အဝံမြေရှားတပ်တွေတယံဇာတာတွေနဲ့ရင်းနှံတွေထွက်တယ်လျောက်စက်မှုပြည်တော်စုကြီးတခုလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်တယံဇာတာတွေစက်ပစ္စည်းတွေကိုဖင်ခုထိုင်နေတဲ့ဆိုဗီယက်တို့ကလည်းအယူနန်ဆုံးစိတ်ကူးတွေအတွက်စမ်းသပ်ခဲ့ကြတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ဥပမာပြောင်းကောက်တဲ့နက်ကစားလို့အတောင်ပံပါတဲ့တင်ကားတွေရဟရင်ပုံစံတင်ကားတွေနဲ့နာမည်တော်ခေါ်လို့ခဲ့ရတဲ့ဘောလုံးတင်ကားတွေပါစမ်းသစ်တီထွင်ခဲ့ကြတာပါ။အဲဒီလိုယူနန်နဲ့အတွေးခေါ်တွေထဲမှာလည်းအေယာမတင်ကားတစ်စင်းကိုဖန်တီးဖို့တို့ကလည်းပါဝင်ခဲ့ပါတယ်။ဒါတော့ KVC လို့ခေါ်တဲ့တင်ကားကြီးပါဒီတင်ကားကြီးစတင်ပေါ်ပေါက်လာပုံကလည်းနည်းနည်းတော့ထူးဆန်းနေဗျတကယ်တော့ KVC ဆိုတာဆိုဗီယက်သမိုင်းမှာရောစစ်သမိုင်းမှာပါတကယ်မရှိခဲ့ပါဘူး fan made concept လို့ပြောရမလား photo manipulation လို့ပြောရမလား1990နောက်ပိုင်းကာလမှာလူတွေအနေနဲ့စိတ်ကူးရင်ဖန်တီးခဲ့တဲ့ဒီဇိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီ concept idea ရဲ့အစပထမအချိန်တွေကိုနောက်ကျောင်းပြန်ရင်တော့ဒါတော့အမှတ်6ဂျာမန်ပန်ဆာတင်ကားတစ်ခုလုံးဆိုဗီယက်တင်ကားတစ်စင်းနဲ့ဟန်တားနိုင်ခဲ့တယ်ဆိုတဲ့သတင်းပါဒီဖြစ်စဉ်ကတော့တမိုင်းလေးကတကယ်ညတညပါပဲဒီတိုက်ပွဲအကြောင်းကိုလည်းနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့တက်တက်လုပ်ပြီးတော့တင်ဆက်ပေးဖို့ရှိပါတယ်ဗျအဲဒီခါကျရင်လည်းအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဆိုတော့အဲ့ဒီတင်ကားအကြောင်းကိုဆက်ပြီးပြောရရင်တင်ကားနဲ့ခရူတွေကတိုက်ပွဲမှာအားလုံးကြားဆုံးသွားတဲ့အတွက်တင်ကားအမျိုးအစားကိုအတိအကျမှတ်တမ်းတင်နိုင်ခဲ့ခြင်းတော့မရှိပါဘူးKB1 ဒါမှမဟုတ် KB2 ဖြစ်နိုင်တယ်လို့ဖော်ပြထားကြပါတယ်KB1 မျိုးစားကတော့ဖြစ်နိုင်ကြီးပိုများပါတယ်ဆိုတော့ဒီတိုက်ပွဲမှာဆိုဗီယက်တို့ကအနိုင်မဟုတ်ခဲ့ပေမဲ့လေဂျာမန်စစ်ကြောင်းတစ်ခုလုံးကိုအတော်လေးအထိနာစေခဲ့ပြီးတော့အင်အားတိတိတသားလေးဆုံးရှုံးသွားစေခဲ့တာသူ့ရဲ့ body armor တောင်းတင်းခိုင်မာမှုကြောင့်ပါပဲဒီဖြစ်စဉ်ကြောင့်သိလိုက်တဲ့စတာလင်နဲ့ဆိုဗီယက်တပ်နီရောတွင်မှာဒီလိုဆွမ်းအားကောင်းတဲ့တင်ကားမျိုးတွေအများကြီးလိုအပ်တယ်လို့သူသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်ပဲနောက်ပိုင်းမှာဂျာမန်တို့ရဲ့နာမည်ကျော်တိုက်ကားနဲ့ပန်တာလိုတင်ကားတွေကိုရှင်ဖိုက်နိုင်မှုအတွက်တင်ကားအမျိုးအစားတွေကိုစမ်းသပ်ထုတ်လုပ်စေခဲ့ပါတယ်ဒါတကယ်လည်းအလုပ်ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ် IS-1 IS-2 T-34-85 တို့လိုတင်ကားတွေပြင်ခရူရှာလိုအတွဲလိုက်ပစ်ခတ်နိုင်တဲ့ဒုံးစနစ်တွေနဲ့လက်နက်စမ်းတွေကိုဆိုဗီယက်တို့တီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ပြီးတော့အတွဲလိုက်ပစ်ခတ်နိုင်တဲ့ဒုံးစနစ်တွေနဲ့လက်နက်စမ်းတွေကိုဆိုဗီယက်တို့တီထွင်နိုင်ခဲ့ကြပါတယ်။အဲဒီဒီဇိုင်းတစ်ခုချင်းစီမှာလည်းကိုယ်ပိုင်အားသာချက်တစ်ခုချင်းစီရှိကြပါတယ်။အဲဒီအားသာချက်တွေကိုသာပေါင်းစည်းနိုင်လိုက်ရင်ဆိုတဲ့အတွေးဝင်လာတဲ့စစ်သမိုင်းစိတ်ဝင်စားသူကတော့စွမ်းအားကြီးတဲ့တပိုင်းချင်းစီကို Photoshop နဲ့ဆက်ကြည့်လိုက်ပါတယ်။အဲဒီခါမှာတော့ဖြတ်စွမ်းအမြင့် KV6 တင်ကဒါမှမဟုတ်ဆိုဗီယက်တို့ရဲ့ကုန်းတွင်းစစ်သင်္ဘောကြီးတစ်စီးကိုရလာပါတော့တယ်ဒီအေယာမတမ်မလီမိတ်စာကြီးကတော့အကြီးစားအမြောက်9လက်ဆက်သနက်18လက် rocket launcher 15လက် flame thrower 2လက်တက်ဆင်ထားပါတယ် front truck အတွက် KB1 တင်ကားရဲ့ truck နဲ့ main truck ကတော့ KB2 truck က150မမကန်တို့2လက်တက်ဆင်ထားပြီးတော့44မမကန်တစ်လက်ကိုတက်ဆင်ထားပါတယ်ဒါ့အပြင်တင်ကားရဲ့နောက်ပိုင်းမှာလည်း KB1 truck တစ်လုံး44 mm ကန်တို့တစ်လုံးနဲ့ဒရက်ဆက်အတွဲလိုက်ပစ်လို့ရတဲ့ကတ်တူရှာဒုံးပစ်စင်ကိုပါတက်ဆင်ထားပါသေးတယ်မာဒီထရက်စစ်စတန်ကိုအသုံးပြုထားတဲ့ကြားဒုံးပစ်စင်ကိုပါတက်ဆင်ထားရပြီးမီးမုတ်ဖို့အတွက်ကလည်း flame thrower 2လက်ကိုပါထည့်သွင်းပေးထားပါသေးတယ်
ဒါတွေမကသေးပဲစစ်လက်နက်ပေါင်းများစွာလည်းထပ်ပြီးတက်ဆင်ထားပါသေးတယ်ဒီတင်ကားကြီးလေပတ်ဖို့အတွက်ခရူ15ယောက်အင်ဂျင်နှလုံးလိုအပ်ပါတယ်မြင်းကောင်ကြီး600အားနဲ့ V2 အင်ဂျင်နှလုံးတက်ဆင်ထားပါတယ်ဒါပြင်အလေးချိန်အပြင်လေအစမတန်လေးလံနေရကြောင်းတနာယူ73မိုင်တိပဲအများဆုံးသွားနိုင်ပါတယ်ဒီတင်ကားကြီးကို Starlink ရဲ့တန်ဆုံတီးဝိုင်း Starlink Orchestra ဒါမှမဟုတ် KV6 ဗဟိမတ်လို့ခေါ်ကြပါတယ်အရွယ်စားအပြင်အလွန်ကြီးလွန်းတာကြောင့်ကုန်းတွင်စစ်သင်္ဘော Land Battleship လို့လည်းခေါ်ကြပါသေးတယ်Freshen တင်ကားတစ်စီးဖြစ်တဲ့အတွက်အလေအားအနံ့အမြင့်အလေးချိန်ကတော့တိတိကျကျမရှိပါဘူးဖွဲ့စည်းပုံအရခန့်မှန်းခြေအပြင်တော့အလေအား43ပေကနေ49ပေအမြင့်အပြင်တော့73ပေကနေ15ပေရှိနိုင်ပြီးအနံ့အပြင်တော့17ပေကနေ73ပေထိရှိနိုင်ပါတယ်အလေးချိန်အပြင်လေတန်ချိန်120ကနေ150ကျမှရှိမယ်လို့ခန့်မှန်းလို့ရပါတယ်ဒီလောက်ရှိတဲ့တင်ကားကိုကွေးလို့မရဘူးဒီဇိုင်နာတွေကမလှည့်နိုင်ဘူးလို့စိုးရင်ကြပါမယ်ဆိုဗီယက်ကောင်းဆောင်ကြီးဂျိုးဆက်စတယ်လင်ကတော့ကွေးစရာမလိုဘာလင်တီတိုက်ရိုက်ချီတက်မယ်ဆိုပြီးပြောခဲ့တဲ့စိတ်ကူးရဇက်လန်တွေလည်းရှိခဲ့ပူပါတယ်။ theory ကတော့ဒီကောင်ကြီးကချောင်းနေမြောင်းတွေကိုလည်းအသာလေးဖြတ်ကူးနိုင်ပါသေးတယ်။6ပေလောက်နဲ့တဲ့ရေနက်ကိုအေးစီလေးကူးနိုင်တယ်လို့တန်လာပါတယ်ဆိုတဲ့ရေစီးချောင်းတွေကိုလည်းအန်တူးနိုင်တဲ့အနေထားပါ။တကယ်တော့ဒီ KV6 ဆိုတာတကယ်မရှိခဲ့ပါဘူး။1995ခုနှစ်လောက်မှာ Brian Flower ဆိုတဲ့ model maker တယောက်က tank model အပိုင်းစားတွေကိုသုံးပြီးတော့ဒီ concept model ကိုစိတ်ကူးရင်ဖန်တီးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ DeviantArt user တယောက်ဖြစ်တဲ့ Vunvua ကနေပြီးတော့ model ကိုအခြေခံပြီးတော့တမိုင်းဇလန်တစ်ခုဖန်တီးခဲ့တာဖြစ်ပါတယ်။P1000 Radial ကလည်းနာဇီတွေတကယ်တိစောက်ဖို့အတွက်ဒီဇိုင်းထုတ်ခဲ့ပြီးမှဖျက်သိမ်းလိုက်တာဖြစ်ပေမဲ့ KV6 ဆိုတာတော့နောက်ပိုင်းကာလာတွေမှာပေါ်လာတဲ့စိတ်ကူးရင် concept တစ်ခုပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့အတွက် fan service အနေနဲ့တင်ဆက်ပေးခဲ့တဲ့ KV6 တင်ကားကြီးကြောင့်တော့ပရိသတ်တွေသဘောကျလိမ့်မယ်လို့ယုံကြည်မိပါတယ်။ KV6 နဲ့ P1000 တို့တကယ်ရှိခဲ့မယ်ဆိုရင်လေဘယ်လိုတွေဖြစ်လာမလဲဆိုတဲ့ theory ကိုတင်ဆက်ပေးသွားဖို့လည်းစိတ်ကူးထားပါတယ်။ဆိုတော့အဲ့ခါကျရင်လည်းအားပေးကြဖို့အတွက်တပါးတောင်းဆိုကြပါမယ်ပရိသတ်တို့အနေနဲ့လည်း KV6 နဲ့ P1000 Ready တို့ရဲ့တိုက်ပွဲ theory ကိုသဘောကျမယ်ဆိုရင်ခမမှာရေးသွားပေးကြလို့ရပါတယ်နောက်လာမယ့် season တွေမှာလည်းသူတို့နှစ်ဆင်းကိုရှင်းပြီးတော့ theory တွေထုတ်ပေးသွားဖို့ရှိပါတယ်ဗျဒီနေရာမှာနောက်ထပ်တစ်ချိန်ပြောချင်တာ channel လေးက viewer တွေကြားနေတဲ့အတွက်လေ sharing လေးလုပ်ပြီးတော့ကူညီပေးကြပါအောင်လို့ထပ်မံပြောကြားချင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျနောက်ထပ် video မှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်